ပြဿနာတရား၅ပါးဆိုတော့ပျက်စီးမှု၅မျိုးညာတိပြဿနာလူတိုင်းဟာဘဝရလာတဲ့အခါမှာဆွေနဲ့မျိုးနဲ့မိဘနဲ့ညီကိုမောင်နှမနဲ့ဆွေမျိုးအတိုင်းဝိုင်းဆိုတာရှိလာတယ်အဲ့ဒီဆွေမျိုးအတိုင်းဝိုင်းတွေကပျက်စီးဆုံးရှုံးသွားပြီသိဆုံးသွားပြီဆိုရင်လူတွေဟာမချီလောက်အောင်ရင်းထဲမှာပူလောင်ကြတယ်ဘယ်သူမှမထိန်နိုင်လောက်အောင်ပူလောင်ကြတယ်ညာတိပြဿနာဆွေတွေမျိုးတွေပျက်စီးရင်လည်းရှုချုံမရမှုကြွေးကြရပြန်တယ်ပေါ့ဘောဂပြဿနာပင်ပန်းကိုရှာထားတဲ့ပစ္စည်းတွေဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်လည်းရှိုက်ကြီးတင်ငင်ငိုကြွေးကြရပြန်အဲ့ဒီတောကလည်းရှိရောဂပြဿနာယောဂဝေဒနာဖြစ်ပြီးဘာယောဂတဲ့ကုပယနဲ့ယောဂမျိုးအမတမကုဝခဲနဲ့ယောဂမျိုးဖြစ်ပြီးဆိုပြန်လေယောဂကြောင့်ဆက်ဆင်းမှုတွေကြုံရပြန်ဒိဋ္ဌိပြဿနာတိလပြဿနာနောက်နှစ်ခုဟာကိုချင်းတရားပြက်ပြားသွားပြီဆိုလို့ရှိရင်လေဆင်းရဲဒုက္ခနဲ့ကြုံနိုင်တယ်သို့တော့လောကလူတွေရဲ့ရှိုက်ကြီးတင်ငင်တောကဖြစ်ကြတာတော့ဆွေမျိုးတွေပျက်စီးခြင်းကြောင့်စီစဉ်ဥစ္စာတွေပျက်စီးခြင်းကြောင့်ယောဂဖြစ်ခြင်းကြောင့်တောကဖြစ်ကြတာများတယ်ကိုချင်းတိလပျက်စီးလို့မင်္ဂနဲ့အတွေးအမြင်တွေပျက်စီးသွားလို့ရှိုက်ကြီးတင်ငင်ငိုကြွေးတယ်ဆိုတဲ့တိတ်မရှိဘူးသို့တော့ကြောက်စရာကောင်းတာကကိုချင်းတိလပျက်စီးမှုကပိုကြောက်စရာကောင်းတယ်အယူဝါဒတွေတိမ်ဆောင်ပြီးတော့အယူဝါဒပြက်ပြားသွားတာပိုကြောက်စရာကောင်းတယ်။ကျန်တဲ့ပြဿနာတွေကဒီဘဝအတွက်သာလင်ဆိုးရှုံးတယ်လို့ဆိုနိုင်တယ်။သီလပြဿနာနဲ့ဒိဋ္ဌိပြဿနာတော့ဒီဘဝတွေမကဘူး။တန်တရားမှာပါဆုံးရှုံးနိုင်တယ်လို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်လူတွေရဲ့အစိုးရိမ်တကြီးဖြစ်တာကတော့ညာတိပြဿနာဆိုတဲ့ဆွေမျိုးတို့ရဲ့ပျက်စီးမှုဘောဂပြဿနာဆိုတဲ့စီစဉ်ဥစ္စာပျက်စီးမှုရောဂပြဿနာဆိုတဲ့ယောဂဖြစ်ပြီးပျက်စီးမှုအဲ့ဒီလောက်ပဲလူတွေဟာတောကဖြစ်ကြတယ်သို့တော့အဲ့ဒါတောကဖြစ်လောက်တဲ့အတိုင်းအတာနဲ့ဟာတောကဖြစ်လောက်တဲ့အတိုင်းအတာမဟုတ်ဘူးတကယ်သူစိုးရိမ်ဖွယ်ကောင်းတာကတော့ကိုချင်းသီလပြတ်သွားတာစိုးရိမ်ဖွယ်ကောင်းတယ်အယူဝါဒမှောင်မှားသွားတာစိုးရိမ်ဖွယ်ကောင်းတယ်တို့ဒီလိုပဲမသားကြမှာဖြစ်နော်အဲ့လိုမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေမှာအလွန်ဖြတ်ကျော်ဖို့ခက်တဲ့ရှင်တွေကစိုးရိမ်တောကဆိုတဲ့ဖြတ်ကျော်ဖို့ခက်ခဲတဲ့အရာကိုတရားနှလုံးသွင်းပြီးတော့ဖြတ်ကျော်နိုင်ရမယ်ခုနပြောတဲ့တောကဆိုတာဘယ်လိုဖြတ်ကျော်မလဲအသိဉာဏ်နဲ့ပဲဖြတ်ကျော်လို့ရတယ်အေးဆွေတွေမျိုးတွေပျက်စီးတယ်ပစ္စည်းဥစ္စာပျက်စီးတယ်ယောဂဖြစ်တယ်ဆိုလို့ရှိရင်မှန်ကန်တဲ့အတွေးနဲ့ဖြတ်ကျော်မှန်ကန်တဲ့အတွေးမှန်ကန်တဲ့အမြင်ဆိုတာပါလေတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပ right understanding နဲ့ right thought မှန်ကန်တဲ့အတွေးမှန်ကန်တဲ့အမြင်လောကသင်္ခါရမှန်တယ်မြတ်ဘယ်သူပဲဖြစ်ဖြစ်အလုံးဟာဆွေမျိုးတွေပျက်စီးမှုနဲ့ကြုံရမှာပဲဖြစ်တယ်ပစ္စည်းဥစ္စာပျက်စီးမှုနဲ့ကြုံရမှာပဲဖြစ်တယ်ကြုံရတတ်တဲ့အရာသာလင်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်ဆိုတာယောဂတို့ရဲ့ဖြစ်ရဌာနဖြစ်လို့ယောဂနဲ့လည်းကြုံတတ်တယ်ဒါတွေဟာစိုးရိမ်စရာအလွန်မဟုတ်ပါဘူးဘဝဖြစ်လာမှတော့ဒီလိုဒုက္ခမျိုးကတော့ကြုံတတ်တယ်အဲ့တော့ငါတဏ္ဍာမှာတကယ်တန်ဖိုးရှိတဲ့ကိုချင်းသီလမပြတ်ဖို့နဲ့တကယ်တန်ဖိုးရှိတဲ့အမြင်မှန်ကန်တဲ့အမြင်မပြတ်ဖို့မဆုံးရှုံးမှုဟာအရေးကြီးပါတယ်လို့အဲ့လိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့ရှုမြင်မယ်ဆိုလို့ရှိရင်ရှင်တွေကတောကဟာလျော့ကျသွားနိုင်တာပဲဖြစ်မမကံကမြင်ရင်နဲ့တော့ကပြောက်တယ်နော်အမှန်မြင်အောင်ကြိုးစားရမှာ